မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီပန်းသီးကမုံပင်လေးကိုအပင်ဖြတ်ပြီးပွားပြမှာဖြစ်ပါတယ်ဒီပင်လေးကဒီအနေထားမှာဆိုရင်တော့နောက်ထပ်တစ်ပင်ဖြတ်ပြီးပွားလို့ရနေပါပြီခင်ဗျာပန်းသီးကမုံပင်လေးကိုဘယ်လိုပွားပြမလဲဆိုတာကိုကြည့်ပေးကြပါဦးခင်ဗျာပထမဆုံးဒီပင်လေးကိုဘယ်နေရာကနေစဖြတ်မလဲဆိုတာကိုနေရာရွေးရမှာဖြစ်ပါတယ်ပထမအပင်တွေအမြင့်လဲပါအောင်ကြံခဲ့တဲ့ပင်စီမှာလည်းပဲထပ်ပြီးတော့အတက်ထွက်နိုင်အောင်အတွက်ဖြတ်ရမယ့်နေရာကိုဂရုစိုက်ပြီးတော့အသေးချာရွေးချယ်ရမှာဖြစ်ပါတယ်အခုဒီပုံစံတိုင်းဆိုရင်တော့ဒီအပင်လေးရဲ့အနေထားမှာကျွန်တော်ဒီနေရာလောက်ကနေစပြီးတော့ဓားလေးနဲ့ဖြတ်မှာဖြစ်ပါတယ်ဒီနေရာလေးကနေဖြတ်ပြီးတော့နောက်ထပ်တစ်ပင်ထပ်ပွားမှာဖြစ်ပါတယ်ဒါမှကြံခဲ့တဲ့အပင်မှာလည်းအရွက်လေးတွေနဲ့ထပ်ပြီးအတက်ထွက်နိုင်မှာဖြစ်ပါတယ်အပင်လေးကိုစဖြတ်ပါပြီခင်ဗျာခုနကပြတဲ့နေရာပဲကျွန်တော်ပင်ကိုဖြတ်မှာဖြစ်ပါတယ်ဒီမှာပါခင်ဗျာဒီနေထားလောက်ကိုဖြတ်လိုက်တာလည်းဖြစ်ပါတယ်ဒါလေးကဖြတ်ထုတ်လိုက်တဲ့အပင်ထိတ်ညွန့်လေးပါဒီထိတ်ညွန့်လေးကိုကျွန်တော်နောက်ထပ်အိုးမှာပြိုးပြီးတော့စိုက်မှာဖြစ်ပါတယ်ဒီလိုဖြတ်လိုက်တဲ့အခါမှာအပင်ရဲ့အခုလိုဖြတ်ထားတဲ့နေရာကိုရှားသောင်းလက်ပတ်အပင်ရဲ့ဂျယ်လေးနဲ့တုပ်ပေးရမှာဖြစ်ပါတယ်ဒါမှအမြင့်ထွက်အားပုံမကောင်းပြီးတော့အပင်ပေါက်နှုံးလည်းများမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကြံခဲ့တဲ့အပင်မူလအပင်ရဲ့ပင်စီဖြစ်ပါတယ်ကျွန်တော်အခုလိုဖြတ်တဲ့အခါမှာအပင်ဟောင်းမှာအရွက်လေးတွေကိုအခုလိုခြံထားခဲ့ပါတယ်ပြီးတော့အဲ့ဒီဖြတ်ထားတဲ့ဖြတ်သားနေရာမှာခုနပြောသလိုပဲဒီရှားဆောင်လက်ပတ်ရဲ့ဒီဂျယ်လေးတွေနဲ့ဒီဖြတ်သားကိုကျွန်တော်ပုတ်ပေးရမှာဖြစ်ပါတယ်အခုလိုလုပ်တာကတော့ဒါပိုးမွှားလေးတွေကင်းစင်ပြီးတော့ဒီအပင်ရဲ့အမြင့်ထွက်အားကိုလည်းကောင်းစေဖို့အတွက်ဖြစ်ပါတယ်အပင်လွယ်လွယ်ကူကူရှင်သန်စေဖို့အတွက်ဒီရှားဆောင်လက်ပတ်ရဲ့ဒီဂျယ်လေးတွေနဲ့အခုလိုတုပ်ပေးရပါတယ်ဒါခုနကထိတ်ညွန့်လေးရဲ့ဖြတ်သားကိုတုပ်ပေးတာပါအခုလိုတုပ်ပြီးပြီဆိုရင်တော့ဒီဖြတ်အိုးလေးကိုမိုးလုံးလေးလုံးနေရာလေးမှာထားပြီးတော့ဒီအပင်ကိုတော့ကျွန်တော်အစင်သင်းလုပ်ထားတဲ့ဒီအိုးမှာစိုက်ပြမှာဖြစ်ပါတယ်အပင်ပွားစိုက်မယ်ပြိုးအိုးရဲ့မြေစီလွာကတော့အခုမြင်ရတဲ့မြေစီလွာလိုမြေစီလွာခပ်ပွားပွားကိုအသုံးပြုရမှာဖြစ်ပါတယ်အခုလိုပွားတဲ့မြေစီလွာကိုအသုံးပြုမှသာလျှင်ပွားပြီးစိုက်တဲ့အပင်ရဲ့အမြင့်ထွက်နှုန်းကမြန်ဆန်ပြီးတော့အပင်ရဲ့ရှင်သန်မှုကလည်းပိုမိုပြီးတော့လွယ်လွယ်ကူကူရှင်သန်နိုင်မှာပဲဖြစ်ပါတယ်အပင်စစိုက်ပါပြီခင်ဗျာအိုးလေးကိုစထည့်ပါတော့မယ်ခုနကမြေစီလွာပွားပွားထည့်ထားတဲ့အိုးထဲမှာအခုလိုမျိုးပဲကျွန်တော်ထည့်ပြီးစိုက်မှာဖြစ်တယ်ဒီအမြင့်တွေကဖြတ်ထုတ်လို့ရပါတယ်ခင်ဗျာထည့်တဲ့အခါမှာအစစ်ပြေပြေနဲ့အိုးထဲမှာထည့်လို့ရအောင်အတွက်ကျွန်တော်အခုလိုအမြင့်ကလေးတွေကိုနည်းနည်းဖြတ်လိုက်ပြီးတော့ဒီလိုမျိုးပဲကန်းအိုးထဲမှာထည့်စိုက်မှာဖြစ်ပါတယ်အပင်လေးတော့စိုက်လို့ပြီးသွားပါပြီခင်ဗျာပန်းသီးကမုံပင်လေးကိုပြိုးအိုးထဲမှာထည့်ပြီးတော့အခုလိုစိုက်ပြိုးထားတာပဲဖြစ်ပါတယ်ပြိုးအိုးထဲမှာခုနကမြေစီလောပွားပွားနဲ့စိုက်ထားတဲ့အပြင်ထပ်မှန်ပြီးတော့အပေါ်ကနေအုံးဆန်ဘက်ကလေးတွေကိုညှပ်ပြီးတော့အခုလိုမျိုးထပ်မှန်ထည့်ထားပါတယ်
ပုံစံပတ်လေးတွေကအမြင့်ပွားနှုံးကိုညံစံစီလို့ပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့မူလအပင်ခုနကဖြတ်လို့ကြံခဲ့တဲ့မူရင်းအပင်ပဲဖြစ်ပါတယ်ဒီပင်လေးကလည်းမကြခင်မှာအပင်ပွားအပင်တက်တွေအများကြီးထွက်လာမှာပဲဖြစ်ပါတယ်အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ